စီးပွားရေးပညာရှင်တို့ရဲ့အောင်မြင်မှုလှုပ်ဝက်ချက်များတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့စီးပွားရေးလုပ်တဲ့အခါမှာဆိုလို့ရှိရင်တကယ်မဖြစ်မနေအသုံးပြုရတဲ့နည်းစနစ်၄မျိုးထက်မှာဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့သူများရဲ့ဥနှောက်သူများရဲ့အတွေ့အကြုံတွေကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြမှာဖြစ်တယ်ပထမဗီဒီယိုတွေမှာဆိုလို့ရှိရင်စီးပွားရေးလုပ်တဲ့အခါမှာအသုံးမဖြစ်မနေအသုံးပြုရတဲ့၄မျိုးထက်မှာကတော့နံပါတ်1 OPM လို့ခေါ်တဲ့ other people money သူများရဲ့ပတ်စံကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာကိုပြောပြပြီးဖြစ်ပြီးနောက်တစ်ခုကသူများရဲ့အချိန်ကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာကိုလေ other people time เนาะသူများအချိန်ကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာလည်းကျွန်တော်ပြောပြပြီဆိုတော့ဒီနေ့ပြောပြမှာကသူများရဲ့ဥနှောက်ကိုဘယ်လိုသုံးမလဲဆွဲသမားတွေကဒီနီးလေးမျိုးကိုမဖြစ်မနေသုံးတယ်เนาะမဖြစ်မနေသုံးတယ်ပြီးတော့သူတို့ကြာနာဒီနီးနဲ့လေးမျိုးကိုမဖြစ်မနေသုံးတဲ့အတွက်ကြောင့်သူတို့ကအောင်မြင်တယ်เนาะအောင်မြင်တယ်စီးပွားရေးလုပ်တဲ့အခါမှာတကယ်ဒီလေးမျိုးကိုအတိအကျသူတို့လုပ်တဲ့အတွက်ကြောင့်အောင်မြင်တယ်ဆိုတော့သူများဥနှောက်ကိုသုံးတယ်ဆိုတဲ့အခါမှာသူများကဒီဥနှောက်ကိုဒီအတွေ့အကြုံကိုတချို့ကပတ်စံနဲ့ရင်းပြီးတော့နှစ်ပေါက်များစွာအချိန်ပေးပြီးတော့ဒီပညာတွေကိုဆေးပူရတယ်လေ့လာရတယ်သင်ယူရတယ်เนาะသူတို့စ조사ခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးကြတော့သူများတွေစီမှာသူများတွေရဲ့စီးပွားရေးသမားတွေရဲ့အသုံးပြုတဲ့လက်ကင်တုပ်အဖြစ်နဲ့သူတို့ခံရတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတတ္တိမရှိလို့ပဲ။စီးပွားရေးသမားတွေဟာဆိုလို့ရှိရင်တတ္တိရှိတယ်။တတ္တိရှိမှသူတို့ကလုပ်တယ်။ပတ်စံရှိတာမရှိတာပတ်စံတစ်ပြားရှိရင်နှစ်ပြားဖို့ထပ်လုပ်တယ်သူတို့ကပတ်စံ100ရှိတယ်ဆိုရင်200ဖို့ကိုတိုးပြီးတော့လုပ်တယ်သူတို့တတ္တိရှိတယ်လုပ်ရတဲ့ဂိုင်းရတဲ့အဲ့လိုလူမှအောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်တယ်။ဦးနှောက်ရှိတဲ့လူတွေစာတက်တဲ့လူတွေအတွေ့အကြုံအများကြီးရှိတဲ့လူတွေသူတို့ကတတ်တိမရှိဘူး။သူတို့မှာအတွေ့အကြုံလေးရှိတယ်။ဉာဏ်ပညာလေးရှိတယ်။သူတို့ပေးဆက်ခဲ့ရတဲ့ဟာတွေအချိန်တွေအများကြီးပေးပြီးတော့ဒီပညာကိုစိတ်ပုတ်ခဲ့ရတယ်။ဒါပေမဲ့သူတို့မှာတတ်တိမရှိဘူး။လုပ်ဖို့တတ်တိမရှိဘူး။အဲ့ဒါကြောင့်သူတို့စီးပွားရေးသမားဖြစ်တာ။ ကုမ္ပဏီတိုင်းမှာဆိုလို့ရှိရင်ကုမ္ပဏီပိုင်ရှင်ကတဘောမှာဘွဲက education ဆိုတော့ပညာရေးပဲရတယ်ဒါပေမဲ့ဒီလိုကပညာရေးရတာဒါမှစီးပွားရေးအမြင်ရှိတယ်စီးပွားရေးလုပ်တဲ့တတ္တိရှိတယ်သူမှာဘလို့လုပ်ရမလဲဘလို့လှစ်ပရမလဲပတ်စံကိုဘလို့ရှားမလဲဆိုတာသူကရဲဝုံသူလုပ်တတ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ကုမ္ပဏီမှာငှားတဲ့လူတွေချိလိုက်ပညာရှိတွေကြီးပဲနော်ပညာရှိတွေကြီးပဲဟောမှာအလုသမားတွေစမှာဆိုလို့ရှိရင်တကယ်ကြိုးစားပြီးတော့အလုကြိုးစားပန်းစားလုပ်တဲ့လူတွေကြီးပဲเนาะသူတို့လုပ်ထားတယ်ငှားထားတယ်ထုံနဲ့၎င်းပဲအဲ့ဒီအလုသမားတွေကိုအုပ်ထိန်းတဲ့အလုသမားကောင်းဆောင် supervisor เนาะသူတို့ကိုကြည့်လိုက်ပညာတတ်တွေကြီးပဲပညာတတ်တဲ့လူတွေအများကြီးပါတယ်အတွေ့အကြုံအများကြီးရှိတဲ့လူတွေအများကြီးပါတယ်ဒီလူတွေကိုသုံးထားတယ်ကိုကအဲ့ဒီအလုသမားကုမ္ပဏီပိုင်ရှင်ကဒီအလုသမားတွေကိုထိန်းချုပ်ဖို့အလုသမားတွေကိုခိုင်းဖို့အတွက်ပညာသူတက်ကောင်းတက်နိုင်တယ်မတက်လည်းမတက်ဘူးအများအပြားတော့မတက်ဘူးเนาะမတက်ဘူးဒါပေမဲ့အဲ့ဒီ supervisor တွေကိုထိန်းချုပ်တဲ့ပညာကိုသူတို့စီမှာရှိတယ်နော်ပညာရှိတယ်အဲ့ဒါကြောင့်အဲ့ဒီ supervisor အလုသမားကောင်းဆောင်တွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့အလုလို့နှိပ်ပြီးတော့အလုသမားတွေကို direct ထိတွေ့ပြီးတော့ခိုင်းရတယ်လောက်ရတယ်စေခိုင်းရတယ်အဲ့ဒီအတွေ့အကြုံရင့်တဲ့လူတွေကိုအဲ့ဒီ company မှာခိုင်းထားတယ်ထုံနေလောက်ပဲ manager သူတို့ manager ဆိုတာ computer ကျွမ်းကျင်တဲ့လူတွေရှိတယ်ပညာတတ်တဲ့လူတွေအများကြီးရှိတယ်နော်ပညာတတ်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေကိုအဲ့ဒီလူတွေရဲ့ဥနှောက်ကိုဒီစီးပွားရေးသမားကအသုံးချတာနော်သူတို့ကိုလတ်စားလောက်ပဲပေးတယ်ဒါပေမဲ့သူတို့အောင်မြင်တဲ့အခါကျတော့စီးပွားရေးကုမ္ပဏီတစ်ခုအောင်မြင်တဲ့အခါကျလို့ရှိရင်ဒီဟာကသူတို့ပေးတဲ့လတ်စားလေးကနည်းနည်းလေးပဲသူတို့ရတဲ့အကျိုးအမြတ်တွေကအများကြီးရှိတယ်နော်အများကြီးရှိတယ် supervisor ရှိမယ်အများအပြားစီးပွားရေးသမားတွေကပါတယ်လဲဆို marketing သမားတွေရှိမယ် accounting သမားတွေရှိမယ် sales department ရှိမယ်အဲ့ဒီမှာပညာတတ်တွေကြီးပဲ
စီးပွားရေးနဲ့အောင်တဲ့လူတွေကြီးပဲစီးပွားရေးကိုဘယ်လိုလုပ်မလဲဆိုတာသူတို့ကျွန်းမုံကျင်စာအဖြစ်ကောင်းမွန်သိတဲ့လူတွေကြီးပဲเนาะတကယ်လက်တွေ့ကိုလှုပ်ပြီးတော့နှစ်ပေါင်းများစွာကုမ္ပဏီမှာအလုပ်လုပ်တဲ့လူတွေကြီးပဲเนาะသူတို့ကိုဒီစီးပွားရေးသမားကဒီကုမ္ပဏီပိုင်ရှင်ကကောင်းမွန်အသုံးချတဲ့ကချလို့ရှိရင်ရတာပဲเนาะသူတို့အသုံးချလို့ရတာပဲသူတို့ရဲ့ပညာတွေကိုအဲ့ဒီလူတွေကသဘောမှာaccountingပတ်စံတွေကိုဘယ်လိုထင်းချောင်းရမလို့ဘယ်လိုလုပ်တော့ဒီ account တွေကိုကျွန်တော်တို့ကစီရတွေပြုစုရမလဲsales management မှာကျွန်တော်တို့ရောင်းတဲ့အခါမှာ manager အဲ့ဒီ sales manager ဒီ department manager ကဘယ်လိုရောင်းရမလဲဆိုတဲ့ဟာကိုကောမွန်ကန်တွေ့တတ်တယ်ကောမွန်လုပ်တတ်တယ်ဒါပေမဲ့စီးပွားလုပ်တဲ့ခါကျတော့ဒီလုပ်ပိုင်နိုင်အဲ့ဒီရောင်းချဖို့နေရာတွေမှာ manage လုတ်တက်တယ်ဒါပေမဲ့ဘာဖြစ်လို့စီးပွားရေးသမားဖြစ်တယ်လဲဘာဖြစ်လို့မလို့ပြောမလဲအောင်မြင်တဲ့ကုမ္ပဏီပိုင်ရှင်မဖြစ်တာလဲเนาะတထေးတွေမဖြစ်တာလဲဘီလီယံနာတွေမဖြစ်တာလဲရှင်းလေးပဲသူတို့တတ်တိမရှိဘူးတတ်တိမရှိတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုဘလို့မှလုပ်လို့မရဘူးဒီလူတွေရဲ့ပညာကိုအသုံးချတယ်အသုံးချပြီးတော့ကုမ္ပဏီတွေမှာအများကြီးခံထားတယ်ကိုယ့်ရဲ့ကိုယ်စားအကုန်လုံးခံထားတယ်เนาะကိုယ့်ရဲ့ကိုယ်စားအကုန်လုံးခံထားတယ်ကိုမလုံနိုင်တဲ့အရာတွေကိုမသိတဲ့အရာတွေသူတို့အကုန်သိတယ်เนาะသူတို့အကုန်သိတယ်ဘယ်လိုလုပ်ရမလဲဆိုတော့သူတို့ချစ်တယ် marketing သမားတွေ market ဘယ်လိုလိုက်ရှာရမလဲတချို့လူတွေဆိုလို့ရှိရင်marketing တော့လုပ်တတ်တယ်ဒါပေမဲ့တကယ်ကြားလို့ရှိရင်သူတို့မလုပ်တတ်ဘူးเนาะတကယ်ကြားကိုအလုပ်အတွက်သူတို့မလုပ်တတ်ဘူးဒါပေမဲ့တခြားလူအတွက်အပေါ်ကလူတယောက်ထင်းကြောင်းတဲ့လူရှိမှသူတို့ကအသက်ရှင်လို့ရတယ်တတ်တိမရှိဘူးကိုယ့်ဟာကိုရက်တီလို့မရဘူးဒီလောက်market ကိုရှာတက်တဲ့လူတယောက်ကဘာဖြစ်လို့ကိုစီးပွားရေးမလုပ်တတ်ရမှာလဲနော်တတ်တိမှမရှိတာတတ်တိမရှိလို့မအောင်မြင်တာပဲဖြစ်တယ်အဲ့ဒီလူတွေရဲ့ဥနှောက်ကိုအသုံးပြုတတ်တာနော်ကဘာမှာချမ်းသာတဲ့လူတွေအားလုံးကဒီလူတွေရဲ့ဥနှောက်တွေကိုဖန်ဆားထားတယ်လို့ပြောတယ်ဥပမာလူတယောက်ကကောင်းမောဘယ်လိုပြောမလဲအရင်နေဆုံးလူတွေနဲ့အရင်နေဆုံးစပင်ညှက်တဲ့လူတယောက်တော်တွန်းကျဲလုပ်တယ်ဒါပေမဲ့သူဟာသူညှက်တဲ့ခါကျလို့ရှိရင်တရက်မှာ10ကောင်းလောက်ပဲညှက်နိုင်တယ်ဒါပေမဲ့ကိုကဒီလူကိုအသုံးချတယ်ဆိုလို့ရှိရင်ဒီလူကိုငှားလိုက်ပြီးတော့ဘာလုပ်မလဲနော်အဲ့ဒါကိုလာစားလေးပေးလိုက်သူ့ကိုဆိုင်ခန်းလေးဖွေးပေးလိုက်နော်ခုံတွေပါတယ်အလှပအဲ့ဒီမှာစပင်ညှက်တဲ့ပစ္စည်းတွေအကုန်လုံးဝေပေးလိုက်နော်ကို customer ရှာပေးလိုက်နော်ကို customer တွေကိုရှာပေးလိုက်တရက်မှာသဘောမှာသူကိုယ်တိုင်ရိတ်လို့ရှိရင်တော့30ပဲရတဲ့အတွက်ကြောင့်သူနဲ့သူများလောက်အောင်မှနေတဲ့ခါကြလို့ရှိရင်အလုံး100လောက်တရက်မှာစပင်အကောင်အလုံး100လောက်ကိုညှက်လို့ရတယ်နော်ညှက်လို့ရတယ်အဲ့ဒါကြောင့်သူမထွက်ရဘူးအဲ့ဒီကနေမထွက်ရဘူးအဲ့ဒီလူအောက်မှာပဲတစ်ချိန်လုံးဘယ်လိုပြောမလဲကိုယ့်ရဲ့ပညာကိုဒီလောက်တတ်ထားတဲ့စပင်ညှက်တဲ့ပညာကိုကျွမ်းကျင်ထားတဲ့လူတယောက်ကသူ့အောက်မှာပဲနေတယ်ဘယ်တော့မှမထွက်ဘူးဘာဖြစ်လို့လဲသူဟာသူ market ကိုမရှာတတ်ဘူးလူတွေကိုမရှာတတ်ဘူးအဲ့ဒါကြောင့်ဒီလူဟာဆိုလို့ချင်းဘလောက်ပညာတတ်ပဲမဲ့ဒီလူအောက်မှာပဲနေတယ်နော်ဘလောက် management ဘလောက်ပဲတော်နော် marketing ဘလောက်ပဲတော်နော် accounting ဘလောက်ပဲတော်စီးပွားရေးသမားစီးပွားရေးနဲ့ဘွေဘလောက်ပဲရအဲ့ဒီ company ပိုင်ရှင်ရဲ့အောက်မှာပဲသူတို့လာစဉ်ကြေးကိုယူပြီးတော့သူတို့တစ်သက်လုံးပဲနေတော့တယ်ဘယ်တော့မှအလုပ်သမားခေါင်းဆောင်အဖြစ် company ပိုင်ရှင်အဖြစ်တထေးကြီးဖြစ်ဘယ်တော့မှမရက်တည်ဘူးသူတို့ကဘာပြောလို့လဲသတ်တိမရှိဘူးအဲ့ဒါကြောင့်ဒီမှာတတိထားမဲ့အချက်တစ်ခုကဘာလဲဆိုတော့ဒီပညာတတ်တွေနဲ့အလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ပညာတတ်တွေရဲ့စကားကိုနားထောင်ဖို့ပဲဖြစ်တယ်သူတို့ရဲ့စကားကိုနားယောင်ဖို့မဟုတ်ဘူးသူတို့ရဲ့ကောင်းတဲ့အကြံဉာဏ်တွေကိုကိုတို့ကလက်ခံပြီးတော့နော်သူတို့ပြောသမျှကိုကိုကခေါင်းငုပ်ပြီးတော့ပညာတတ်တယ်ဆိုရင်မှခေါင်းငုပ်ပြီးတော့သူတို့ဟာကိုကျွန်တော်တို့ကလက်ခံထားဖို့မဟုတ်ဘူးနော်နားထောင်ရမယ်ဒါပေမဲ့နားယောင်ဖို့မဟုတ်ဘူးသူတို့ကိုကအုပ်ချုပ်နေတဲ့လူတယောက်ဖြစ်ပြီးဆိုလို့ရှိရင်နော်ဒီသူများရဲ့ဥနှောက်ကိုနော် other people brain or experience ဤသူများရဲ့အတွေ့အကြုံသုံးဖို့သူများရဲ့ဥနှောက်ကိုကောမွန်သုံးတတ်ပြီးဆိုလို့ရှိရင်ခမည်းဟာတကယ်အောင်မြင်တဲ့လူတယောက်ဖြစ်လာပြီဆိုတာသိချပြီအဲ့ဒါကြောင့်ဒီနေ့ပြောချင်တာတော့ဒီလောက်ပဲဗီဒီယိုအောက်က subscribe ကိုနှိပ် all long ကိုတီးပြီးတော့ကျွန်တော် channel ကိုအားပေးလို့ရပါတယ်